အားလုံးပဲမင်္ဂလာပါကပောက်ကျန်ခန်းကြီးခုနှစ်ကိုအတူတကွဖတ်ရှုဖို့ရန်အားလုံးခေါ်ဖိတ်လိုပါတယ်ထို့နောက်ထာဝရဘုရားသခင်သည်နောအေကိုတပံမိန့်တော်မူပြန်သည်ကဤကာလမျိုးတွင်တင်သည်ငါရှိ၌ဖြောင့်မတ်ကြောင်းကိုငါတည်မြင်သည်ဖြစ်၍ဒီအိမ်သူအိမ်သားအပေါင်းတို့နှင့်တကွတင်မောတဲ့တို့ဝင်ကြလောမြေကြီးပေါ်မှာတိရစ္ဆာန်မျိုးမပြတ်ဆက်နွယ်စေခြင်းကစင်ကြယ်သောတာမျိုးတစ်မျိုးတွင်အထီးအမခုနှစ်စုံစီမစင်ကြယ်သောတာမျိုးတစ်မျိုးတွင်လည်းအထီးအမနှစ်စုံစီမူကောင်းကင်ငယ်တစ်မျိုးတစ်မျိုးတွင်လည်းအထီးအမခုနှစ်စုံစီအတီးတီးတို့ကိုသိမ်းယူရမည်အကြောင်းမူကားယနေ့မှစ၍ခုနှစ်ရက်စီလျင်အရက်40ပတ်လုံးမြေကြီးပေါ်သို့မိုးရွာစေမည်ငါဖန်ဆင်းသောတရားအပေါင်းတို့ကိုမြေကြီးမျက်နှာပေါ်မှာငါပယ်ရှင်းမည်ဟုထာဝရဘုရားမှာထားတော်မူ၏မှာထားတော်မူသည့်အတိုင်းလည်းနောဤပြုလေ၏မြေကြီးကိုရေရမှုသောအခါနောဤသည်အသက်600ရှိသည်ရေရမှုခြင်းပေးကြောင့်နောဤသည်မိမိသားမယားချွေးမများနှင့်တကွတင်မောထဲသို့ဝင်၍ဘုရားသခင်မှာထားတော်မူသည့်အတိုင်းစင်ကြယ်သောသားမစင်ကြယ်သောသားငှက်များနှင့်မြေပေါ်မှသွားတတ်သောတိရစ္ဆာန်များထဲကအထီးအမအစုံတို့သည်နောအေနှင့်အတူတင်မောထဲသို့ဝင်ကြ၏ခုနှစ်ရက်စီသောအခါလွမ်းမိုးအပ်သောရေသည်မြေပေါ်၌ပေါ်လာ၏နော၏အသက်600စီသောနေ့ဒုတိယလ19ရက်နေ့တွင်ကြီးစွာသောနှစ်နေရာရေပေါက်ရည်တွင်တို့၏အစီးအသားရှိသည်များကိုပယ်ရှင်း၍မိုးကောင်းကင်ပြုံးဝများကိုဖွင့်သည်ဖြင့်အရက်40ပတ်လုံးမြေကြီးပေါ်မှမိုးရွာလေ၏ထိုနေ့ရက်တွင်နောဤနှင့်မိမိမယားမှဆာ၍ရှေးမဟာမယာဖက်တီဟုသောနောဤသား3ယောက်ချွေးမ3ယောက်တို့သည်တင်မောထဲသို့ဝင်ကြ၏တာရဲမျိုးတာရီမျိုးမြေပေါ်မှတွားတတ်သောတိရစ္ဆာန်မျိုးပြန်တတ်သောကျိန်ငှက်မျိုးအသက်ရှင်သောတိရစ္ဆာန်မျိုးမျိုးအပေါင်းတို့ထဲကအထီးအမအစုံတို့သည်နောဤနှင့်အတူတင်မောထဲသို့ဝင်ကြလေ၏ထိုတို့နောဤကိုဘုရားသခင်မှာထားတော်မူသည့်အတိုင်းဝင်သောတိရစ္ဆာန်တို့သည်ခတ်သိမ်းသောတိရစ္ဆာန်တို့အထဲကအထီးအမဆုံလျက်ဝင်ကြ၏ထာဝရဘုရားသည်လည်းနောဤကိုအထဲမှပိတ်ထားတော်မူ၏ရေရမ်းမှုချင်းသည်အရက်40ပတ်လုံးမြေပေါ်မှဆင်တိုင်းတိုးတက်၍တင်မောကိုမြေမှခွာလျက်ဆောင်ယူလေ၏တဖန်ရေသည်အားကြီး၍မြေကြီးပေါ်မှအလွန်တိုးတက်သဖြင့်တင်မောသည်ရေမျက်နှာပြင်ပေါ်၌မျောလျက်နေလေ၏နောက်တဖန်ရေသည်မြေကြီးပေါ်မှအလွန်အားကြီးသဖြင့်မိုးကောင်းကင်အောင်၌ရှိသည်များသောတောင်ကြီးအပေါင်းတို့သည်မြုပ်ကြ၏ရေမြုပ်သောတောင်တို့အထက်၌လန်းတက်သောရေသည်15တောင်ရှိသည်မြေပေါ်မှလှုပ်ရှားတတ်သောတိရစ္ဆာန်မျိုးကြီးဟုသောငှက်သားရင်သားရဲမြေပေါ်မှတွားတတ်သောတိရစ္ဆာန်အပေါင်းတို့နှင့်လူအပေါင်းတို့သည်တည်ကြကုန်၏အသက်ရှူလျက်ကုန်းပေါ်မှရှိရသည်များတို့သည်တည်ကြကုန်၏မြေမျက်နှာပေါ်၌ရှိသောလူဖြစ်စေသားဖြစ်စေတွားတတ်သောအရာဖြစ်စေမိုးကောင်းကင်ငယ်ဖြစ်စေအသက်ရှင်သောအရာရှိသည်များတို့ကိုမြေကြီးပေါ်ကပယ်ရှင်းတော်မူ၍ပျက်စီးကွယ်ပြောက်ခြင်းသို့ရောက်ကြကုန်၏နောဤမှဆာ၍နောဤနှင့်အတူတင်မောထဲ၌ရှိသောသူတို့သာကျွင်းကြံကြလေ၏ရေသည်လည်းမြေကြီးပေါ်မှာရပ်ပေါင်း150ပတ်လုံးအားကြီးစွာတည်လေ၏တို့ရောက်ခြင်းစီတိုင်းပေါ်မှာဖျားရှင်သား၍ကောင်းချီးပေးပါစေ